မြန်မာရုပ်ရှင်လောကရဲ့ရှိုးဝက်ချက်ပေါင်းများစွာထဲမှာအခုတခါထွက်ပေါ်လာတဲ့သတင်းကတော့ပရိသတ်တွေကိုတကယ်ကိုတုံ့လောက်ချောက်ချစေခဲ့ပါနဲ့။အေချဲနဲ့ရုပ်ရည်၌ပရိသတ်ချစ်ခင်မှုကိုရရှိထားတဲ့ဇလန်တွဲမင်းသမီးပိုးချဖြူခင်ဟာသူမရဲ့အိမ်တောင်ရင်းနဲ့ပတ်သက်ပြီးဝေဖန်မှုတွေတပွေးတစ်ပိုက်ကြီးရင်ဆိုင်နေရချိန်မှာပဲအခုတခါမှာတော့သူမရဲ့ခင်ပွန်း PK တွန်းရဲ့အရင်အိမ်တောင်ကပါလာတဲ့အရွယ်ရောက်ပြီးသားသားကြီးနဲ့ပတ်သက်ပြီးမစင်မချင်းနေထိုင်မှုတွေကြောင့်ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပြန်ပါတယ်။အိမ်တောင်တစ်ခုမှာမီးထွေးနဲ့လင်ပါသားဆိုတာဟာတိမ်မွေးတဲ့ဆက်ဆံရေးတစ်ခုဖြစ်ပေမဲ့ဘိုးချဖြူခင်းနဲ့ PK တွန်းရဲ့သားကြီးတို့ကြားကယဉ်နီးမှုဟာတာမန်သားမိဆက်ဆံရေးထက်ပိုလွန်နေတယ်လို့လူများကယူဆနေကြပါတယ်။အထူးသဖြင့်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာသူတို့နှစ်ဦးအတူတူတွဲဖက်သွားလာနေတဲ့ပုံရိပ်တွေအနီးကပ်ယဉ်နီးလွှမ်းတဲ့အပြုမှုတွေဟာမြင်ရသူအပေါင်းကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့တာပါ။ PK တွန်းရဲ့သားကြီးဟာအခုဆိုရင်လူလာမြောက်ပြီးအရွယ်ရောက်နေပြီဖြစ်တဲ့အမျိုးသားတစ်ယောက်ဖြစ်တဲ့အတွက်ဘိုးချဖြူခင်းအနေနဲ့မီးထွေးတစ်ယောက်ရဲ့စီးဆောင်စည်းကမ်းကိုထိန်းသိမ်းတင်တယ်လို့လူမှုကွန်ရက်အသုံးပြုသူတွေကထောက်ပြနေကြပါတယ်။ဒါပေမဲ့ဘိုးချဖြူခင်းကတော့ဒါတွေကိုဂရုမစိုက်ပဲသူမရဲ့လွတ်လပ်ခွင့်လို့ယူဆနေပုံရပါတယ်။ခင်မွန်းတစ်သူ PK တွန်းကလည်းသူတို့နှစ်ဦးကြားကယဉ်နီးမှုကိုဘာမှကန့်ကွက်ဟန်တာခြင်းမရှိတာကလည်းပဟေလီတစ်ခုဖြစ်နေပါတယ်။အနုပညာရှင်တယောက်အနေနဲ့မိမိရဲ့ပုံရိပ်ကိုထိမ့်သိမ့်ဖို့လိုအပ်ပေမဲ့အခုလိုမျိုးလင်ပါသားနဲ့အမြင့်မတော်အောင်နေထိုင်ပြနေခြင်းဟာသူမရဲ့အနာဂတ်အတွက်အန္တရာယ်ရှိနိုင်တယ်လို့အကဲခတ်သူတွေကသုံးသပ်နေကြပါတယ်။လူချို့ကတော့ဒါဟာမိသားစုဝင်အချင်းချင်းချစ်ခင်ကြတာပဲလို့ကာကွယ်ပြောဆိုနေကြပေမဲ့အများစုကတော့မြမယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့အပြုမှုတွေအဖြစ်ရှုတ်ချနေကြပါတယ်။ပိုးချဖြူခင်းဟာ PK တွန်းနဲ့ကလေးနှစ်ယောက်ရရှိထားပြီးသားဖြစ်ပေမဲ့အခုလိုမျိုးအရွယ်ရောက်ပြီးသားသားကြီးနဲ့ထပ်မံပြီးသတင်းတွေထပ်ပေါ်လာခြင်းဟာသူမရဲ့အိမ်တောင်၏တစ္ဆာရှိမှုအပေါ်မှာပါမေးခွန်းထုတ်စရာတွေဖြစ်လာစေပါတယ်။အချို့သောပေါက်ကျလာတဲ့ထပ်ပွန်တီနဲ့ဗီဒီယိုတွေမှာဆိုရင်သူတို့နှစ်ဦးရဲ့အနေအထားဟာတားမိဆိုတာထက်ပိုလွန်နေလာကိုတွေးမြင်ရပါတယ်။ဒါဟာပရိသတ်တွေကိုအကြီးအကျယ်စိတ်ဖြစ်စေခဲ့ပြီးဘိုးချဖြူခင်းရဲ့အေးချမ်းတဲ့ပုံရိပ်လေးကိုလည်းရိုက်ချိုးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။ PK တွန်းရဲ့သားကြီးအနေနဲ့လည်းမီးထွေးဖြစ်သူနဲ့အနေနီးစပ်မှုမှာဘလို့ခန်းစားချက်မျိုးရှိနေသလဲဆိုတာကိုလည်းလူတွေကဆက်စုနေကြပါတယ်။မိသားစုတစ်ခုအတွင်းမှာစီးဆိုတာရှိတဲ့ပေမှဒီမိသားစုမှာတော့အဲ့ဒီစီးတွေကပလောက်ဆုံးနေပုံရပါတယ်။ဘိုးချဖြူခင်းရဲ့ပဝင်းချင်ကလူတွေကလည်းသူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာပုံမှန်မဟုတ်ဘူးလို့တီးတိုးပြောဆိုနေကြတာကြားပြီးဖြစ်ပါတယ်။အခုလိုလူတီးရှင်ကြားဝေဖန်ခံလာရတဲ့အခါမှာတော့ဘိုးချဖြူခင်းအနေနဲ့ဘလို့တုံ့ပြန်မလဲဆိုတာစိတ်ဝင်စားစရာပါ။အနုပညာလောကမှာရေပန်းစားနေမင်းသမီးတယောက်အတွက်အခုလိုမျိုးတိတ်ခကြစရာသတင်းတွေဟာသူမရဲ့လုပ်ငန်းခွင်အပေါ်မှာလည်းတက်ရောက်မှုတွေရှိလာနိုင်ပါတယ်။ကြော်ညာရှင်တွေနဲ့ရုပ်ရှင်ထုတ်လုပ်သူတွေကလည်းဘိုးချဖြူခင်းရဲ့ပုဂ္ဂိုလ်ရေးအရှုပ်အထွေးတွေကြောင့်သူမကိုငါရမ်းဖို့ဝေခွဲမရဖြစ်နေကြပါတယ်။ PK တွန်းအနေနဲ့ကတော့သူ့ရဲ့ဇနီးနဲ့တားကြားကဆက်ဆံရေးကိုယုံကြည်မှုလွန်ကဲနေတာလားဒါမှမဟုတ်တစ်ခုခုကိုဖုံးကွယ်ထားတာလားဆိုတာကလည်းစဉ်းစားစရာပါ။အိမ်တောင်ရေးဖောက်ပြန်မှုတွေနဲ့အတိတ်ကအရှုပ်အထွေးတွေကြားမှာအခုလိုလင်ပါသားနဲ့ကိစ္စကထပ်တိုးလာတဲ့အတွက်ပိုးချဖြူခင်းရဲ့ဘဝဟာမုံတိုက်ထဲကလင်ငယ်တစင်လိုဖြစ်နေပါတယ်။သူမရဲ့ပရိသတ်ရင်းတွေကတော့ဒါဟာမဟုတ်တန်းတရားလူကြံတဲ့တွေသာဖြစ်ပါစေလို့ဆုတောင်းနေကြပေမဲ့ထွက်ပေါ်လာတဲ့သက်သေအထောက်အထားတွေကတော့သူမအတွက်အားမရစရာတွေကြီးဖြစ်နေပါတယ်။ပိုးချဖြူခင်းအနေနဲ့အခုလိုဝေဖန်မှုတွေကိုရင်းဆိုင်ကြော်ဖြတ်နိုင်ဖို့ဆိုရင်သူမရဲ့အဖြူမှုတွေကိုပြောင်းလဲဖို့လိုအပ်နေပါပြီ။ဒါပေမဲ့သူမကတော့အခုထိသူမရဲ့လမ်းစဉ်အတိုင်းသာဆက်လက်လျှောက်လာနေစေဖြစ်ပါလေ။အရွယ်ရောက်ပြီးသားအမျိုးသားတယောက်နဲ့မီးထွေးဖြစ်သူကြားကမစင်မချင်းနေထိုင်မှုတွေဟာမြန်မာလူအဖွဲ့အစည်းမှာဘယ်လိုမှလက်ခံနိုင်စရာမရှိတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ပိုးချဖြူခင်းရဲ့ဖြစ်ရဟာတခြားသောအမှုပညာရှင်တွေအတွက်လည်းသင်ခန်းစာယူစရာဖြစ်နေပါတယ်။ကိုရပတ်သက်မှုတွေနေထိုင်မှုပုံစံတွေဟာအများအမြင်မှာဘလို့ရှိနေတယ်လဲဆိုတာကိုအမြဲတတိပြုနေရမှာဖြစ်ပါတယ်။အခုတော့ပိုးချဖြူခင်းဟာသူမရဲ့လင်ပါသားနဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့ကောလာဟလာတွေကိုဘလို့ဖြေရှင်းမလဲဒါမှမဟုတ်အချိန်နဲ့အမျှငြိမ်သက်သွားမှာကိုပဲစောင့်နေမလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့ပရိသတ်တွေရဲ့ရင်ထဲမှာတော့သူမအပေါ်ထားရှိတဲ့အမြင်တွေကအရင်လိုမဖြူစင်နိုင်တော့ပါဘူး။ရှုပ်ထွေးလာတဲ့အိမ်တောင်ရေးဇလန်းတပူရဲ့အဓိကဆက်ဆောင်ဖြစ်နေတဲ့ပိုးချဖြူခင်းအတွက်တော့အခုအချိန်ဟာသူမရဲ့ဘဝမှာအခက်ခဲဆုံးသောအချိန်ကာလတစ်ခုဖြစ်နေမှာအမှန်ပဲဖြစ်ပါတယ်။ဒီဇလန်းဟာအဆုံးသက်သွားဖို့ထက်ပိုမိုနှက်ဆိုင်တဲ့အရှုပ်တော်ပုံတွေစီဟိုဦးတည်နေသလိုပါပဲ။
လူတွေရဲ့ဝေဖန်တန်တွေဟာတနေ့ထက်တနေ့ကျဲလောင်လာနေပြီးဘိုးကျဖြူခင်ရဲ့အမှုပညာရှင်ဂုဏ်သိက္ခာဟာလည်းတဖြည်းဖြည်းမွေးမြင်လာနေပါတယ်။ PK တွန်းရဲ့မိသားစုအတိုက်ဝမ်းထဲမှာဘိုးကျဖြူခင်ဟာဘယ်လိုနေရာမျိုးကိုရယူထားတယ်လဲဆိုတာကလည်းမေးခွန်းထုတ်စရာပါ။အရင်အိမ်တောင်ကပါလာတဲ့ကလေးတွေနဲ့သူမမွေဖွားထားတဲ့ကလေးတွေကြမှာညီမျိုးမှုရှိရဲ့လား။ဒါမှမဟုတ်သူမကိုယ်တိုင်ကပဲဒီသားကြီးနဲ့ပုံမနီးစပ်မှုကိုရွေးချယ်နေတာလားဆိုတာဟာဆွေးနွေးစရာဖြစ်နေပါနဲ့။အရွယ်ရောက်ပြီးသားတယောက်ဟာသူ့ရဲ့မိထွေးရဲ့ပုံမှာထားရှိတဲ့စိတ်နေစိတ်ထားကဘလို့မျိုးလဲဆိုတာကိုလည်းစိတ်ပညာရှင်တွေကတော့စိတ်ဝင်စားလာကြပါတယ်။ဒီကိစ္စဟာတာမန်ထပ်ထူးခြားနေပြီးမြမလူမှုနယ်ပယ်မှာမကြုံဘူးတဲ့အရှုပ်အထွေးတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ဘိုးချဖြူခင်ရဲ့ရှေ့ဆက်မဲ့ခရီးလမ်းဟာဒီတည်င်းစိုးလေကြားမှာဘလို့ပုံဖော်သွားမလဲဆိုတာကတော့သူမရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲမူတည်နေပါတယ်။အမှန်တရားဟာတနေ့တော့ပေါ်လာမှာဖြစ်ပေမဲ့အခုလောလောဆယ်မှာတော့ဘိုးချဖြူခင်ဟာဝေဖန်မှုတွေရဲ့မုံတိုင်းအလယ်မှာအထီးကျန်းစွာရုန်းကန်နေရတယ်လို့ဖြစ်နေပါတယ်။သူမရဲ့အေးချမ်းတဲ့အပြုံးဒီနောက်ွယ်မှာဘလို့ပူလုံမှုတွေရှိနေမလဲဆိုတာကိုတော့သူမကိုယ်တိုင်ပဲအသိဆုံးဖြစ်ပါလိမ့်မယ်။သတင်းစာဆရာတယောက်အနေနဲ့ဒီကိစ္စကိုစောင့်ကြည့်ရတဲ့လောက်တော့ဘိုးချဖြူခင်ရဲ့အိမ်တောင်ရေးဟာအပြင်ပန်းမှာမြင်နေရတဲ့လောက်မယုံရှင်းဘူးဆိုတာကတော့အသေးအကြပါပဲ။ PK တွန်းရဲ့အခန်းငန်းကလည်းဒီဇက်လောင်းမှာအရေးပါနေပြီးသူကသာအရာအလုံးကိုထိန်းချုပ်နေတာလားဒါမှမဟုတ်ပိုးချဖြူခင်းရတဲ့ဦးဆောင်နေတာလားဆိုတာကိုလည်းစုံစမ်းမှုတွေဆက်လက်လုပ်ဆောင်နေပါပဲအနုပညာလောကရဲ့လျှို့ဝှက်တဲ့အမောင်ချမ်းဟာအခုတော့အလင်းထဲကိုတဖြည်းဖြည်းရောက်ရှိလာနေပြီဖြစ်ပါတယ်ဘိုးချဖြူခင်းရဲ့လင်ပါသားနဲ့ကိစ္စဟာဘယ်လိုအလင်းအပြောင်းတွေနဲ့ဆက်သွားမလဲဆိုတာကိုတော့ပရိသတ်တွေနဲ့အတူစောင့်ကြည့်သွားရမှာဖြစ်ပါတယ်လင်ပါသားကြီးနဲ့ပတ်သက်ပြီးထွက်ပေါ်လာတဲ့ထပ်ပုံအသစ်တွေမှာဆိုရင်သူတို့နှစ်ဦးဟာခရီးသွားနေကြတာကိုတွေ့ရပြီးအဲ့ဒီခရီးစဉ်တွေမှာ PK သွန်းပါဝင်ခြင်းမရှိတာကပိုပြီးတော့တန်တရားဖြစ်စရာကောင်းနေပါတယ်အသက်အရွယ်ရလဲတိတ်မကွာခြားလာတဲ့မိထွေးနဲ့သားကြီးတို့ရဲ့ကြားမှာဘာတွေဖြစ်ဖြစ်နေတယ်လဲဆိုတာကိုနီးစပ်သူအချို့ကဖွင့်ဟလာကြပါတယ်သူတို့ဟာအိမ်ထဲမှာလည်းအခန်းချင်းကပ်နေထိုင်ကြပြီးညွတ်နှက်တဲ့အထိအတူတူရှိနေတတ်ကြတယ်လို့ဆိုပါတယ်ဒါဟာမိသားစုဝင်တွေအကြားပုံမှန်ရှိတဲ့အခြေအနေထက်ကျော်လွန်နေလာကိုပြသနေပါတယ်။ဘိုးချဖြူခင်းအနေနဲ့သူမရဲ့အိမ်တောင်ရေးသစ္စာတရားကိုဘနောက်အထိတန်းဖိုးထားတယ်လဲဆိုတာကလည်းအခုတော့အားလုံးအထက်မေခွန်းထုတ်เสียဖြစ်နေပါတယ်။လူတွေကတော့သူမကိုမီးထွေးဆိုးလို့မခေါ်ကြပေမဲ့စီးမရှိတဲ့မီးထွေးလို့တော့သတ်မှတ်နေကြပါပြီ။အလားပါခင်မင်းသမီးတယောက်ရဲ့ဘဝဟာအခုလိုမျိုးနာမည်ကျက်တဲ့တွေနဲ့အဆုံးသတ်သွားမှလား။ PK တွန်းကတော့သူ့ရဲ့သားကိုဘာကြောင့်ဒီလောက်အထိလွတ်ထားရတာလဲအချို့ကတော့ဒါဟာဘိုးချဖြူခင်းရဲ့အစီအထွေတစ်ခုဖြစ်ပြီး PK တွန်းကိုအချက်ကိုင်းဖို့အတွက်သူ့သားကိုအတုံးချနေတာလို့တောင်ယူဆနေကြပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီဇလန်းကတော့ရိုးရိုးလေးနဲ့ပြီးသွားမဲ့ပုံမပေါ်ပါဘူးနောက်ထပ်ပေါက်ချလာမယ့်အချက်အလက်တွေကဘိုးချဖြူခင်းရဲ့ဘဝကိုဘလောက်အထိပြောင်းလဲပြမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်မြန်မာလူအဖွဲ့အစည်းရဲ့အစဉ်အလာရမီးထွေးနဲ့လင်ပါသားဆက်ဆံရေးဟာအလွန်ကိုတတိထားရတဲ့ကိစ္စဖြစ်ပြီးအခုလိုလူသိရှင်ကြားဝေဖန်ခံရမှုဟာပိုးချဖြူခင်းအတွက်တော့ပြန်လမ်းမရှိတဲ့လမ်းကိုရှောက်နေတယ်လို့ပါပဲသူမရဲ့အမခံပရိသတ်တောင်အခုတော့သူမဘကကာကွယ်ပေးဖို့အားရင်ကုန်ခန်းနေကြပြီဖြစ်ပါတယ်ရှေ့ဆက်ပြီးပိုးချဖြူခင်းအနေနဲ့ဒီကိစ္စကိုဘလို့မျက်နှာချင်းဆိုင်မလဲဆိုတာကတော့အနုပညာလောကရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအရှုပ်တော်ပုံကြီးပဲဖြစ်ပါတယ်လင်ပါသားကြီးနဲ့ပတ်သက်ပြီးထွက်ပေါ်လာတဲ့ထပ်ပုံအသစ်တွေမှာဆိုရင်သူတို့နှစ်ဦးဟာခရီးသွားနေကြတာကိုတွေ့ရပြီးအဲ့ဒီခရီးစဉ်တွေမှာ PK သွန်းပါဝင်ခြင်းမရှိတာကပိုပြီးတော့တန်တရားဖြစ်စရာကောင်းနေပါတယ်အသက်အရွယ်ရလဲတိမကွာခြားလာတဲ့မီးထွေးနဲ့သားကြီးတို့ရဲ့ကြားမှာဘာတွေဖြစ်ပျက်နေတယ်လဲဆိုတာကိုနီးစပ်သူအချို့ကဖွင့်ဟလာကြပါတယ်သူတို့ဟာအိမ်ထဲမှာလည်းအခန်းချင်းကပ်နေထိုင်ကြပြီးညွတ်နှက်တဲ့အထိအတူတူရှိနေတတ်ကြတယ်လို့ဆိုပါတယ်ဒါဟာမိသားစုဝင်တွေအကြားပုံမှန်ရှိတဲ့အခြေအနေထက်ကျော်လွန်နေတာကိုပြသနေပါတယ်။ပိုးချဖြူခင်းအနေနဲ့သူမရဲ့အိမ်တောင်ရေးသစ္စာတရားကိုဘလောက်အထိတန်းဖိုးထားသလဲဆိုတာကလည်းအခုတော့အားလုံးအထက်မေခွန်းထုတ်စီတာထင်နေပါတယ်။လူတွေကတော့သူမကိုမီးထွေးဆိုးလို့မခေါ်ကြပေမဲ့စီးမရှိတဲ့မီးထွေးလို့တော့သတ်မှတ်နေကြပါပြီ။အလားပါကဲမင်းသမီးတယောက်ရဲ့ဘဝဟာအခုလိုမျိုးနာမည်ဖြတ်တဲ့တွေနဲ့အဆုံးသတ်သွားမှလား။ PK တွန်းကတော့သူ့ရဲ့သားကိုဘာကြောင့်ဒီလောက်အထိလွတ်ထားရတာလဲအချို့ကတော့ဒါဟာပိုးချဖြူခင်းရဲ့အစီအထွေးတစ်ခုဖြစ်ပြီး PK တွန်းကိုအချက်ကင်ဖို့အတွက်သူ့သားကိုအတုံးချနေတာလို့တောင်ယူဆနေကြပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီဇလန်းကတော့ရိုးရိုးလေးနဲ့ပြီးသွားမဲ့ပုံမပေါ်ပါဘူး
နောက်ထပ်ပေါက်ချလာမဲ့အချက်အလက်တွေကပိုးကြဖြူခင်းရဲ့ဘဝကိုဘလောက်အထိပြောင်းလဲပြမလဲဆိုတာကိုရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။မြန်မာလူအဖွဲ့အစည်းရဲ့အစဉ်အလာရမိထွေးနဲ့လင်ပါသားဆက်ဆံရေးဟာအလွန်ကိုတတိထားရတဲ့ကိစ္စဖြစ်ပြီးအခုလိုလူသိရှင်ကြားဝေဖန်ခံရမှုဟာပိုးကြဖြူခင်းအတွက်တော့ပြန်လမ်းမရှိတဲ့လမ်းကိုရှောက်နေတယ်လို့ပါပဲ။သူမရဲ့အမခံပရိသတ်တောင်အခုတော့သူမဘက်ကကာကွယ်ပေးဖို့အားအင်ကုန်ခန်းနေကြပြီဖြစ်ပါတယ်။ရှေ့ဆက်ပြီးပိုးချဖြူခင်းအနေနဲ့ဒီကိစ္စကိုဘလို့မျက်နှာချင်းဆိုင်မလဲဆိုတာကတော့အမှုပညာလောကရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအရှုပ်တော်ပုံကြီးပဲဖြစ်ပါတယ်